Yo, what's up guys? Zero ပါရှေ့ဗီဒီယိုမှာတွေတုန်းကဘန်ရဲ့အသုံးအများဆုံးနဲ့လူကြိုက်အများဆုံး aliens တွေအကြောင်းကိုပြောပြပြီးသွားပြီဆိုတော့ဒီနေ့ပြောဖို့အလှည့်ကျလာတဲ့ aliens ကတော့ကျွန်တော်ရဲ့ channel မှာဗီဒီယိုလုပ်ပေးဖို့တောင်းဆိုအခမ်းအရဆုံး aliens တွေတဲကတစ်ကောင်လည်းဖြစ်ဘန်ရဲ့ aliens တွေတဲကမှရေအောက်တိုက်ပွဲတွေမှာဘယင်တဆူလို့တင်စားပြီးပြောနိုင်တဲ့ Rip Jaw အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီလိုလေးမစခင်တခုပြောချင်တာကတော့ကျွန်တော်ရဲ့ channel မှာဘန်ရဲ့ alien တွေနဲ့ပတ်သက်တဲ့အကြောင်းတွေကိုဗီဒီယိုတွေအများကြီးထပ်လုပ်သွားဖို့ရှိပါတယ်။ဒါကြောင့်မို့လို့နောက်ထပ် aliens တွေရဲ့အကြောင်းတွေကိုသိချင်သေးရဆိုရင်တော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ခဲ့ပြီးဒီဗီဒီယိုကိုကြိုက်နေတဲ့ဆိုရင်လည်း like လုပ်ခဲ့ဖို့ကိုမမေ့ကြပါနဲ့။ဒါအပြင် comment မှာလည်းဘယ် aliens အကြောင်းကိုသိချင်လဲဆိုတာကိုလည်း comment ရေးသွားလို့ရပါတယ်။ Rip Jaw ရဲ့မျိုးစိတ်နာမည်ကိုတော့ Pisces Volant လို့ခေါ်ပြီးသူတို့နေထိုင်ရာချုပ်ကိုတော့ Pisces Jaw လို့ခေါ်ပါတယ်။ Pisces Jaw ကြီးကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဘာလို့ကုန်းမြေတွေတောင်တန်းတွေကိုတွေးရမှာမဟုတ်ပဲဂျိုတစ်ခုလုံးရဲ့68%လောက်ကိုရေတွေနဲ့ပဲဖုံးလွှမ်းထားတဲ့ဂျိုကြီးတစ်လုံးအဖြစ်တွေးမြင်ရတာပဲဖြစ်ပါတယ်။ဒါအပြင်အလင်းရောင်ကောင်းကောင်းမရပဲနဲ့အရန်ကိုမှနက်ရှိုင်းလာတဲ့ရေအောက်ကဘာကြီးတစ်ခုလည်းဖြစ်ပါတယ်။ Pisces Jaw ကိုကြည့်လိုက်မယ်ဆိုရင်ဂျိုရဲ့အလယ်ပဟိုမှာဂျိုတစ်ခုလုံးရဲ့ဆွဲငင်အားgravity ကိုထိန်းချုပ်ထားတဲ့သိငယ်တဲ့အဆိုင်အခဲတုံးလေးတစ်ခုရှိတာကိုတွေးရမှာပဲဖြစ်ပါတယ်။အဲ့ဒီအဆိုင်အခဲတုံးလေးကို Physics Minor လို့ခေါ်တာပဲဖြစ်ပါတယ်။ဒါအပြင် Physics Jaw ကို stable ဖြစ်အောင်ထိန်းထားပေးတဲ့ Centripetal Accelerator ဆိုတဲ့ device တစ်ခုလည်းရှိပါတယ်။အဲ့ဒီ device ကတော့ကျွန်တော်တို့ physics မှာသင်ခဲ့ရတဲ့ Centripetal Force ဆိုတဲ့ Physics Jaw မှာရှိတဲ့ရေတွေကိုအာကာသထဲထွက်မသွားအောင်လို့ထိန်းထားပေးတဲ့ device တစ်ခုပဲဖြစ်ပါတယ်။ Physics မှာကအလင်းရောင်ဆိုတာဟာမရှိသလောက်နေပါပြီးတော့ဖိအားပြင်းထန်တဲ့ရေအောက်ကဘာမှာရှင်သန်ရတာဖြစ်လို့ Physics Volant တွေဟာကြမ်းတမ်းတဲ့သဘာဝတရားကိုအန်တုနိုင်မှုအတွက်သူတို့ရဲ့ပုံမှန်တွင်မြင်တွေဟာအင်မတန်ကိုမှကြမ်းတမ်းကြတဲ့သက်ရှိတွေအဖြစ်တွေ့မြင်ရတာပဲဖြစ်ပါတယ်။ Physics Jaw ရဲ့သမိုင်းကြောင်းကိုဒီနေရာမှာအနည်းငယ်ပြောပြရမယ်ဆိုရင်ဟိုးရင်အချိန်တွေတုန်းက Rip Jaw ရဲ့မျိုးစိတ်ဖြစ်တဲ့ Physics Volant တွေနဲ့ Hipplus တို့ရဲ့မျိုးစိတ်ဖြစ်တဲ့ Pyronite တွေနဲ့ကစစ်ပွဲတွေခဏခဏဖြစ်ခဲ့ကြတာပဲဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲတွေမှာပါဝင်တိုက်ခတ်ခဲ့ပြီးထင်ရှားတဲ့သူတစ်ယောက်ကတော့ Crab ဆိုတဲ့ Physics Jaw ပေါ်မှာနေထိုင်တဲ့ Physics Priman မျိုးစိတ်ဖြစ်ပါတယ်။စစ်ပွဲအတွင်းမှာပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့တာကြောင့်သူ့ခန္ဓာကိုယ်ရဲ့95%ကိုဆက်အစိတ်အပိုင်းတွေနဲ့အစားထိုးခဲ့ရတာကြောင့် Crab ရဲ့ငကိုမူလပုံစံကဘယ်လိုပုံစံမျိုးလဲဆိုတာကိုဘယ်သူမှမသိကြပါဘူး။ဒါအပြင် Physics Jaw ပေါ်မှာကRip Jaw တို့ရဲ့မျိုးစိတ်ဖြစ်တဲ့ Physics Volant တွေပဲတည်တံ့နေထိုင်ကြတာမျိုးမဟုတ်ကြပါဘူး။တခြား Physics Priman, Physics Giant Squid နဲ့ Blowfish ဆိုတဲ့မျိုးစိတ်တွေလည်းအတူတကွစုပေါင်းနေထိုင်ကြတာပဲဖြစ်ပါတယ်။ Rip Jaw ရဲ့ပုံစံကိုကြည့်လိုက်မယ်ဆိုရင်ရေနက်ပိုင်းမှာတွေ့ရတတ်တဲ့ Anglerfish ဆိုတဲ့ငါးမျိုးစိတ်နဲ့ကျွန်တော်တို့ရဲ့လူသားပုံစံပေါင်းစပ်ထားတာကိုတွေ့ရတာပဲဖြစ်ပါတယ်။ Rip Jaw ကိုကြည့်လိုက်မယ်ဆိုရင်သူ့ရဲ့အထင်ရှားဆုံးဖြစ်နေတဲ့အချက်တွေကတော့ Sigma jawline နဲ့တန်မဏိတွေလိုမျိုး metal တွေကိုတောင်မှတိကနေပြတ်သွားအောင်ကိုက်ဖြတ်နိုင်တဲ့အထိခြုံထက်တဲ့သွားတွေပဲဖြစ်ပါတယ်။နောက်ထပ် Rip Jaw ကိုထူးခြားစေတဲ့အချက်တွေထဲကတစ်ချက်ကတော့ Anglerfish လိုမျိုးနှစ်ဖူးတက်တက်မှရှိတဲ့အမှောင်ထဲမှာအလင်းပေးနိုင်တဲ့ antenna တိုင်လိုမျိုးမီးသီးလေးပါရှိတာပဲဖြစ်ပါတယ်။ Rip Jaw ရဲ့ခန္ဓာကိုယ်ကိုကြည့်လိုက်မယ်ဆိုရင်လည်းတစ်ကိုယ်လုံးကိုအနက်ရောင်ဒါမှမဟုတ်မီးခိုးရောင်လိုမျိုးအခြေခွန်တွေနဲ့ဖုံးထားတာဖြစ်ပြီးရေအောက်မှာအသက်ရှူဖို့အတွက်လည်းလေပင်ရဲ့ဘေးမှာခေးလို့ခေါ်တဲ့ပဟက်လေးတွေပါရှိရပဲဖြစ်ပါတယ်။လက်ချောင်းတွေကြားထဲမှာဆိုရင်လည်းဖားတွေလိုမျိုးအမေးပါးတွေပါရှိတဲ့အပြင်ကိုမှလက်သေးတွေကလည်းအရန်ကိုခြုံတက်ကြတာပဲဖြစ်ပါတယ်။ Rip Jaw ရဲ့ထူးခြားတဲ့အချက်တွေကနောက်တစ်ချက်ကတော့ရေထဲရောက်ရင်သူ့ရဲ့ခြေထောက်နှစ်ချောင်းကပူးကတ်သွားပြီးငါးမိလိုပုံစံမျိုးဖြစ်ပြီးတော့ရေထဲမှာလှင်းမြက်ကူးခတ်သွားလာနိုင်တာပဲဖြစ်ပါတယ်။ကုန်းမော်ကိုပြန်တက်လာတဲ့အခါမှာတော့လမ်းလျှောက်လို့ရအောင်ခြေထောက်နှစ်ချောင်းအဖြစ်ပြန်ပြောင်းသွားတတ်တာကိုလည်းတွေ့ရတာပဲဖြစ်ပါတယ်။ Okayဒါကတော့ Rip Jaw ရဲ့ပုံစံကိုပြောပြပြီးသွားပြီဆိုတော့နောက်ထပ် variants တွေအကြောင်းကိုပြောလိုက်ကြရအောင်။ Rip Jaw ကဘန်ရဲ့အသုံးနဲ့တဲ့ aliens ဖြစ်တာကြောင့် Rip Jaw နဲ့ပတ်သက်တဲ့ထူးထူးခြားခြား variants တွေကတော့မရှိပါဘူး။ဒါကြောင့်ရှိတဲ့ Physics Volant variants နှစ်ကောင်အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အဲ့ဒီ variants နှစ်ကောင်ကိုတော့ Magister Pedalidae နဲ့ Magister Pike လို့ခေါ်ပြီးနှစ်ယောက်စလုံးက Plumber ရဲ့အဖွဲ့ဝင်တွေဖြစ်ကြပါတယ်။ Pedalidae ကတော့လူတွေကြားထဲမှာနေထိုင်တာဖြစ်လို့အမြဲတမ်း Plumber ဝတ်စုံကိုဝတ်ထားပြီးကုန်းပေါ်မှာဆိုရင်လည်းတွာလာလှုပ်ရှားနိုင်ပြီးအသက်ရှူဖို့အတွက်အသက်ရှူကိရိယာတွေကိုတက်ဆင်ထားတာကိုလည်းတွေ့ရတာပဲဖြစ်ပါတယ်။ Pike ကတော့ Physics Jaw ရဲ့ Guardian တွေကတယောက်ဖြစ်ပြီး Rip Jaw နဲ့ပုံစံတူပေမဲ့ပို့ပြီးတော့ရင့်ကျက်တဲ့ပုံစံအဖြစ်နဲ့တွေ့မြင်ရတာပဲဖြစ်ပါတယ်
Ripjaw ရဲ့အင်မတန်ကိုမှကြီးမားတဲ့မေးရိုးတွေနဲ့သူ့ရဲ့ချွန်ထက်တဲ့သွားတွေကအန်ရရှိဆုံးလက်နက်တွေလို့တောင်ပြောလို့ရတာပဲဖြစ်ပါတယ်။ Ripjaw ဟာတန်မဏိပြားတွေကိုတောင်မှအလွယ်တကူကိုက်ဖြတ်နိုင်တဲ့အထိမာကျောတဲ့သွားတွေကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ဒါအပြင်သူ့ရဲ့မေးရိုးကိုလည်းလိုသလိုဖြုတ်ထားလို့ရတာကြောင့်ပစ္စည်းအမြောက်အများကိုသူ့ရဲ့ပါးစပ်နဲ့အစာအိမ်ထဲမှာတပြိုင်နက်တည်းထည့်ထားလို့လည်းရပါသေးတယ်။ Ripjaw ရဲ့ခန္ဓာကိုယ်ဟာပင်လယ်ပြင်အတွက်တီးတန့်တိဆောက်ထားတာပဲဖြစ်ပါတယ်။ Pisces Jaw ရဲ့အနက်ရှိုင်းဆုံးနေရာကပြင်းထန်တဲ့ရေဖိအားတွေကိုလည်းခံနိုင်ရင်ရှိရပဲဖြစ်ပါတယ်။သူ့ရဲ့ထူးခြားတဲ့စွမ်းရည်တစ်ခုကတော့ခြေထောက်တွေကိုငါးအမိအဖြစ်ပြောင်းလဲနိုင်ပြီးမာမန်လို့ခေါ်တဲ့ငါးလူသားပုံစံမျိုးဖြစ်သွားတာပဲဖြစ်ပါတယ်။ရေအောက်မှာဆိုရင်မာမန်လို့ခေါ်တဲ့ငါးလူသားပုံစံကိုအသုံးပြုပြီးတော့ Ripjaw ဟာမယုံနိုင်စရာကောင်းတဲ့အရှိန်တွေနဲ့လျင်မြန်ဖြက်လက်စွာရေကူးပြီးတော့တွာလာနိုင်တာပဲဖြစ်ပါတယ်။သူ့ရဲ့ဒီလိုလျင်မြန်လာတဲ့အရှိန်တွေကြောင့်ရေအောက်မှာကူးခတ်သွားလာရင်းနဲ့ vortex လို့ခေါ်တဲ့ရေဝဲအကြီးစားတစ်ခုတောင်ဖြစ်ပေါ်စေနိုင်တဲ့အထိ Ripjaw ရဲ့ speed ဟာမြန်ဆန်လွန်းလာတာပဲဖြစ်ပါတယ်။ဒါအပြင် Ripjaw မှာတန်နဲ့တန်မဏိတွေလိုမျိုးတပ်တုတွေကိုတောင်မှဖြတ်တောက်နိုင်ပြီးမာကျောချွန်ထက်တဲ့လက်သေးတွေလည်းရှိကြတာပဲဖြစ်ပါတယ်။ဒါအပြင် Ripjaw မှာတခြားသော aliens တွေလိုမျိုးပဲ super strength လည်းရှိပါသေးတယ်။ Ripjaw ရဲ့မေယိုတစ်ခုတည်းနဲ့တင်လူတစ်ယောက်ကိုချီမထားနိုင်တဲ့အထိအင်မတန်ကိုမှအားကောင်းတာပဲဖြစ်ပါတယ်။ဒါအပြင် Ripjaw ရဲ့ durability ဟာလည်းတော်တော်လေးကိုကောင်းနေတဲ့မှာပါဝင်တာပဲဖြစ်ပါတယ်။ Anglerfish ငါးတွေလိုပဲသူ့ရဲ့နှစ်ဖူးပေါ်မှာမှောင်မဲတဲ့နေရာတွေကိုတွားလာတဲ့အခါအလင်းရောင်ရဖို့အတွက်သုံးလို့ရတာပဲဖြစ်ပါတယ်။ဒါအပြင်အမှောင်ထဲမှာဆိုရင် Ripjaw ရဲ့မျက်လုံးတွေကအစိမ်းရောင်တောက်ပြီးတော့လင်းထိန်နေတာကိုလည်းတွေ့ရမှာပဲဖြစ်ပါတယ်။ဒါအပြင် Ripjaw မှာတခြား aliens တွေလိုမျိုးပဲ reflex လည်းကောင်းတဲ့ alien တစ်ကောင်ပဲဖြစ်ပါတယ်။ Ripjaw ရဲ့အားနည်းချက်ကိုပြောပြရမယ်ဆိုရင် Ripjaw ဟာကုန်းပေါ်မှာအချိန်အကြာကြီးမနေနိုင်တာပဲဖြစ်ပါတယ်။တကယ်လို့သူကုန်းပေါ်မှာဆက်နေခြင်းနဲ့ဆိုရင်ရေတက်ခန်းချောက်တာကိုကာကွယ်ဖို့အတွက်သူ့ခန္ဓာကိုယ်ကိုရေဆိုးနေအောင်လှုပ်ထားပေးဖို့ဒါမှမဟုတ်အေးမြတဲ့အပူချိန်တစ်ခုမှထားပေးဖို့လိုတာပဲဖြစ်ပါတယ်။တာမန်ကုန်းပေါ်မှာတင်ဒုက္ခရောက်နေတဲ့ Ripjaw ဟာအလွန်ပြင်းထန်တဲ့အပူချိန်နဲ့ထိတွေ့မိတဲ့အခါမှာဆိုရင်လေသူ့ရဲ့ရေတက်ကပုံမှန်ထက်ပိုပြီးတော့မြန်မြန်ဆန်ဆန်ခန်းချောက်သွားတာဖြစ်တဲ့အတွက်အပူချိန်မြင့်မာတဲ့နေရာတွေဟာလည်း Ripjaw အတွက် weakness ပဲဖြစ်ပါတယ်။လျှက်စစ် short တိုက်ခံရတာမျိုးလျှက်စစ်နဲ့တိုက်ခိုက်ခံရတဲ့အခါမျိုးမှာဆိုရင်လေသူဟာလျှက်စစ်တံကိုခံနိုင်ရမရှိတဲ့အတွက်သူ့အတွက်အားနည်းချက်တွေတည်းတစ်ခုဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ပထမဆုံးတစ်ချက်အနေနဲ့ကတော့ Ripjaw ဟာ Classic Bantam series ရဲ့ original alien 10ကောင်နဲ့ကတကောင်ဖြစ်တယ်ဆိုပေမဲ့ Ban ရဲ့ဒုတိယအတုံးအနည်းဆုံး aliens တကောင်ပဲဖြစ်ပါတယ်။ဒါဟာသူ့ရဲ့ကုန်းပေါ်မှာအချိန်အကြာကြီးမနေနိုင်တဲ့အားနည်းချက်ကြောင့်ဖြစ်ပြီးတခါတလေမှာ Ban ကတခြား aliens ကိုပြောင်းချင်ပေမဲ့ Omnitrix ကမှားယွင်းပြီးတော့ Ripjaw အဖြစ်ပြောင်းသွားမိတဲ့အခါမျိုးမှာပဲ Ripjaw ကိုရှာရှာပပတွေ့ရတတ်တာပဲဖြစ်ပါတယ်။ Classic Bantam series တစ်လျှောက်မှာ Ban ဟာ Ripjaw ကို6ချိန်အထိပဲပြောင်းလဲအသုံးပြုခဲ့တာကြောင့်တခြား original aliens တွေနဲ့ရှင်းကြည့်မယ်ဆိုရင်တော်တော်လေးကိုမှတွေ့ရနေတဲ့ original aliens တကောင်ပဲဖြစ်ပါတယ်။ဒုတိယတစ်ချက်အနေနဲ့ကတော့ Ripjaw ရဲ့မျိုးစိတ်ဖြစ်တဲ့ Pisces Volan ဆိုတဲ့နာမည်မှာလည်းတခြား aliens တွေလိုမျိုးပဲကိုစားပြုတဲ့စကားလုံးတွေရှိတာပဲဖြစ်ပါတယ်။ Pisces ဒါမှမဟုတ် Pisces ဆိုတဲ့ zodiac စကားလုံးဟာလက်တင်ဘာသာစကားကနေဆင်းသက်လာတာဖြစ်ပြီးတော့ငါးလို့အတိတ်ပဲရတာပဲဖြစ်ပါတယ်။နောက်တစ်ခုဖြစ်တဲ့ Volan ဆိုတဲ့စကားလုံးဟာလည်းလက်တင်ဘာသာစကားကနေပဲဆင်းသက်လာတာဖြစ်ပြီးပြန်တန်းခြင်းလို့အတိတ်ပဲရတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ Pisces Volan ဆိုတဲ့အတိတ်ပဲအပြည့်အစုံကိုဓာတ်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့ပြန်တန်းသွားလာနေတဲ့ငါးလို့အတိတ်ပဲရပေမဲ့ Ripjaw ဟာကုန်းပေါ်မှာရောရေထဲမှာပါတွာလာလှုပ်ရှားနိုင်တာဖြစ်တဲ့အတွက်ပိုပြီးစီလီယောအောင်ဘာသာပြန်ရမယ်ဆိုရင်တွက်လက်ပေါ့ပါတဲ့ငါးမျိုးစိတ်လို့အတိတ်ပဲပြန်နိုင်တာပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ Ripjaw ကို creator တွေဟာပထမဦးဆုံးစတင်ဆွဲခဲ့တဲ့အချိန်တုန်းကကျွန်တော်တို့အခုမြင်နေရတယ်လို့ပုံစံမျိုးမဟုတ်ပဲနဲ့မိချောင်းလိုမျိုးပုံစံရှိတဲ့ခရမ်းရောင်ရည်နေတတ္တဝါအဖြစ်ဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ဒါအပြင်နာမည်ကလည်း Ripjaw မဟုတ်သေးပဲနဲ့ Razor Jaw ဆိုတဲ့နာမည်ကိုအသုံးပြုဖို့အတွက်ရည်ရွယ်ထားခဲ့ကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်း Bantam creator တွေဟာကလေးတွေအတွက်ကိုစားပြုပြီးထုတ်မှဖြစ်တဲ့အတွက်ကလေးတွေနဲ့ပို့ပြီးတော့တင့်တော်မဲ့ပုံစံဖြစ်တဲ့ကျွန်တော်တို့အခုတွေ့မြင်နေရတဲ့ Ripjaw ဖြစ်လာတာပဲဖြစ်ပါတယ်။ Okay ဒါကတော့ YouTube comment မှာဗီဒီယိုလုပ်ပေးဖို့တောင်းဆိုအခံရဆုံး aliens တကောင်လည်းဖြစ် Ban ရဲ့ original alien 10ကောင်နဲ့ကတကောင်အပါအဝင်ဖြစ်တဲ့ Ripjaw အကြောင်းကိုပြောပြပေးသွားခဲ့တာပဲဖြစ်ပါတယ်။တကယ်လို့ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like လုပ်ပေးခဲ့ပြီး channel ကိုလည်း subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့။ comment မှာလည်းနောက်ထပ်ဘယ် aliens တွေကိုထပ်လုပ်စေချင်သေးလဲဆိုတာကို comment မှန်ကန်လို့ရပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။
နောက်နေ့ဒီမှာပြန်တွေ့ကြတာပေါ့